ဗီယက်နမ်အစားအစာလို့ပြောလိုက်တာလေဖာတို့ဘန်မီတို့အရင်ဆုံးပြင်းပြင်းမိကြမှာပါဒါပေမဲ့ဗီယက်နမ်မြောက်ပိုင်းဟနွိုင်းကိုရောက်ရင်တော့မဖြစ်မနေစားတဲ့အစားအစာတစ်မျိုးရှိပါတယ်အဲ့ဒါကတော့ဘုံကြာဟနွိုင်းနဲ့ကြာကပါကျွန်တော်တို့ကလည်းဟနွိုင်းကိုပြန်ရောက်လာတော့ဟနွိုင်းရဲ့ဒေတာစာတွေတွားပြီးတော့စားပြကြပါတယ်ဟနွိုင်းကအိုးတောင်းနဲ့ရောက်တော့မီးသွေးနဲ့တင်းတင်းလေးနဲ့กินထားတဲ့กินနဲ့လေးတွေရပြီဆိုရင်တော့ဘုံကြာဆိုင်သားကိုရောက်နေပါပြီဗီယက်နမ်မြောက်ပိုင်းဟနွိုင်းရဲ့ရိုးရလက်ရအစားအစာဖြစ်တဲ့ဘုံကြာကိုတော့ဒီဟနွိုင်းမှာစားမှပို့ပြီးတော့အရသာစစ်ရတာပါဘုံကြာရဲ့မူလစင်ပြခါတော့20ရာစုအစောပိုင်းဟနွိုင်းမြို့တော်ကနေစတင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့2016ခုနှစ်မှာတော့အမေရိကန်သမ္မတဟောင်းဘရက်အိုဘားမားနဲ့နမဲကျော်စပိုမှုနဲ့အစီအစဉ်တင်ဆက်သူအန်တိုနီဘော်ဒင်းတို့လာစားပြီးတဲ့နောက်ပိုင်းမှာတော့ကမ္ဘာတစ်ဝန်းလုံးပို့ပြီးတော့ရေပန်းစားသွားခဲ့ပါတယ်ဘုံကြာတပွဲမှာအဓိကအစိတ်ပိုင်း၄မျိုးတွဲဖက်ပါဝင်ပါတယ်ဝက်၃ထပ်သားခင်ရဲ့နှုံဆင်းပြီးတော့လုံထားတဲ့အသားလုံးခင်ရဲ့ငန်းငပြားကြီးတကြားရှာလကာကြီးပူပူလေးတွေဖြော်ထားပြီးတော့အဲ့ဒီထဲမှာအချင်းစိန်ထားတဲ့သင်္ဘောဒီအစိမ်းလေးတွေထည့်ထားတဲ့ဟင်းရည်ရဲ့ဟင်းရည်တွေကိုစိန်ပြီးစားမယ်မုတ်ဖက်ရဲ့ပြီးတော့စုံလင်းနေအောင်ချလာပြီးတဲ့အရွက်တွေရဲ့ဖြစ်ပါတယ်မုတ်ဖက်ရဲ့အသားခင်တွေရဲ့နဲ့အရွက်ကိုတခါတည်းဟင်းရည်တွေနှိပ်ပြီးတော့စားရပါတယ်နူးညံ့နေပြီးတော့မွေးမွေးလေးဖြစ်အောင်กินထားတဲ့သားခင်တွေရဲ့ချိုချိုချင်းချင်းဟင်းရည်နဲ့တွဲပြီးတော့စားရတာတကယ်ကိုကောင်းပါတယ်အရွက်တွေလည်းပါတော့လက်ဆက်မှုကိုခံစားရစေပါတယ်အဲ့ဒါတွေနဲ့ပို့ပြီးတော့လိုက်ဖတ်တာကတော့ကော်ပြန့်ကျော်ကိုဒီဟင်းရည်ထဲမှာနှစ်ပြီးတော့စားလိုက်ရတာပါပဲဆိုတော့ဟနွိုင်းရောက်ရင်တော့မဖြစ်မနေပထမဆုံးစားကြည့်တဲ့ဗီယက်နမ်မြောက်ပိုင်းအစားအစာကတော့ဘုံကြာဟနွိုင်းပဲဖြစ်ပါတယ်ကဲကျွန်တော်တို့နောက်ထပ်တစ်နေရာနောက်ထပ်စားစရာတစ်မျိုးစီဆက်သွားရအောင်ပါဟင်းလျက်တစ်မျိုးရဲ့နာမည်ကိုအစွဲပြုပြီးတော့လမ်းနာမည်ဖြစ်သတ်မှတ်ပေးထားရလောက်အောင်နာမည်ကြီးတဲ့နှစ်ပေါင်း130ကျော်သမိုင်းဝင်ရိုးရာအထင်ကြီးအစားအစာတစ်ခုဖြစ်တဲ့ကြာကလာဗုံပဲဖြစ်ပါတယ်ကြာကလာဗုံရဲ့သမိုင်းကြောင်းကတော့1880ခုနှစ်ပြင်သစ်ကိုလိုနီခေတ်စီကနေစတင်ခဲ့တာပါဟနွိုင်းမြို့ဟောင်းကဒွမ်းမီတာစုဟာတော်လိုင်းရင်သမားတွေကိုလျှို့ဝှက်အခန့်ချွေးမိဖို့အတွက်ဒီ9ကျော်ဟင်းလျာကိုစပြီးတော့တည်ထွင်ခဲ့တာဖြစ်ပါတယ်အဲ့နောက်ပိုင်းမှာတော့အရသာထူးကဲလွန်းတာကြောင့်ဆိုင်ဖြစ်ဖွင့်ပြီးတော့အဲ့ဒီလမ်းနာမည်ကိုတော့မူလဟန်ဆွန်ကနေပြီးတော့ဟိုးကြာကလမ်းဆိုပြီးတော့တရားဝင်အမည်ပြောင်းလဲသတ်မှတ်ခဲ့တဲ့အထိအထင်ကြီးဖြစ်ခဲ့ပါတယ်ဒီကြာကလာဘုံရဲ့အဓိကကတော့ကိုရိုင်းကြော်ပြီးတော့စားရတာဖြစ်ပါတယ်ရိုးထုတ်ပြီးသားရေကြုံငခိုးအတုံးသေးသေးလေးတွေကိုတုံးထားပြီးတော့ဂျင်းစနွင်းစက်သွန်ပြူနဲ့ဟင်းခတ်အမွှေးကြိုင်တွေကိုတေချာနှက်ထားတာပါပြီးတော့ငါ့ကိုကျွန်တော်2မျိုးရွေးလို့ရပါတယ်ငါအသားကြီးပဲယူမလားဆိုတာရဲ့ငါ့ဦးနဲ့ကလေးစားတွေပါယူမလားဆိုတာရဲ့ပါကျွန်တော်တို့ကတော့2မျိုးလုံးစားချင်လို့2မျိုးလုံးယူလိုက်ပါတယ်အဲ့ဒီငါးတွေကိုစက်သွန်မိတ်ရဲ့ပြီးတော့ဇီယာရွက်ခေါ်မလားစမိတ်နန်နန်လို့ခေါ်မလားအဲ့ဒီအရွက်လေးတွေအိုးထဲထည့်ပြီးအိုကက်ထည့်ပြီးကြော်ရတာဖြစ်ပါတယ်ဒီအိုကင်တိုက်ကြော်ပြီးသားငါးတွေကိုမှမဟင်္ဂါမုတ်ဖတ်နဲ့အတူတွဲစားရတာဖြစ်ပါတယ်သူနဲ့တွဲဖက်ပြီးစားရတဲ့ sauce ကတော့မမ်တုံလို့ခေါ်တဲ့ပစုံငပိမစားတဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်း fish sauce ငါးငပြားကြီးချိုချိုချင်းချင်းလေးနဲ့တွဲပြီးတော့စားလို့ရပါတယ်ကြာကလာဘုံရဲ့ထူးခြားချက်ကတော့သပွဲဝိုင်းပေါ်မှာကိုယ်တိုင်ပူပူနွေ့နွေ့ကြော်ပြီးတော့စားရတာပါဒါကိုလည်းငါအတုံးလေးတွေထည့်ဇီယာရွက်စက်သွန်မိတ်တွေအများကြီးအုပ်ပြီးတော့ဒီအရွက်တွေကိုနွမ်းသွားတဲ့အထိမွေပြီးတော့ကြော်ပေးရပါတယ်စားတဲ့အခါမှာတော့ဒီပကံလုံးလေးကိုမငါမုတ်ဖတ်ထဲအပေါ်ကနေပြီးတော့ငါကြော်ထားတဲ့ငါအတုံးပူပူလေးနဲ့ကြော်လို့နွမ်းသွားတဲ့ဇီယာရွက်တွေစက်သွန်မိတ်တွေကိုအပေါ်ကနေပြီးတော့မြေပဲဆန်လေးထည့်ပြီးတော့စားရတာဖြစ်ပါတယ်စားလိုက်တာလည်းပဲငါအသားရဲ့ခြုံမင်းနဲ့အရသာရဲ့ဇီယာရွက်တို့စက်သွန်မိတ်တို့ရဲ့ထူးခြားတဲ့အနံ့နဲ့ဒီမြေပဲဆန်ရဲ့အစိမ့်နဲ့ကျွန်တော်တို့တိုးပြီးတော့စားရတဲ့ဒီ fish sauce ရဲ့လေးပင်ပြေးစုံတဲ့အရသာတွေပေါင်းဆက်သွားပြီးတော့တကယ်ကိုထူးခြားတဲ့အရသာကိုပေးစွမ်းပါတယ်ကြာကလာဘုံကဟနွိုင်းရဲ့ပင်ကိုဒေတာစာဆိုပေမဲ့လည်းဘုံကြာလို့နေရာတိုင်းမှာလွယ်လွယ်မရတော့နည်းနည်းတော့ရှားခက်ပါတယ်ဒါပေမဲ့လည်း Google Map မှာရိုက်ရှာလိုက်ရင်တော့ရှိတဲ့ဆိုင်ကိုလွယ်လွယ်လေးရှာလို့ရပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဟနွိုင်းရောက်ခဲ့ရင်တော့ဟနွိုင်းရဲ့ data စာတွေဖြစ်တဲ့ဘုံကြာဟနွိုင်းနဲ့ကြာကလာဘုံတို့ကိုစားဖို့မမေ့ကြပါနဲ့ဟုတ်ဗီဒီယိုအဆုံးထိကြည့်ပြီးကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတစ်ခုမှပြန်တွေ့ပါမယ်